လူချင်းနဲ့ကဘာဖြူစင်တန်ရှင်းတဲ့ချစ်ချင်းမြတ်တာတရားတွေအပေါ်ကျွန်တော်တို့ယုံကြည်ကြရမယ်စာနာထောက်ထားတဲ့ဂရုဏာတရားကိုကျွန်တော်တို့လေးစားလိုက်နာကြရမယ်ဂျမဆိုတရားအားလုံးလူသားဝိညာဉ်တွေအပေါ်ဆိုစွတ်ဖုံးလွှမ်းပြန့်နှံ့ပြီးတော့စစ်ပွဲဆိုတာမရှိငတ်မို့ခေါင်ပါခြင်းလဲကင်းငြိမ်းချမ်းသာယာပြီးရောင်စုံပန်းတွေပွင့်ချစ်ချင်းများစွာနဲ့ဟောဒီကဘာကြီးကိုကျွန်တော်တို့တည်ဆောက်ကြရမယ်လူတိုင်းရဲ့ဘဝဟာတာယာလှပတဲ့ရှုမြော်ခင်ပကြီးကားတစ်ချက်လိုငြိမ်သက်အေးချမ်းပြီးတော့ထာဝရစိမ့်ဆူလန်းဆန်းပင်လယ်ပြင်ဟာတဘာဝအတိုင်းငြိမ်သက်တစ်ခါတဘာဝအတိုင်းလိုက်ထမ်းတစ်ပင်တွေကလည်းလေကောင်းလေတန်ရှူရှိုက်ရလို့မို့ရှင်သန်ဖွင့်ထွားဝေစီအာဃာတနဲ့အဘိဇာတရားတွေကင်းရှင်လူသားအချင်းချင်းချစ်ကြည်ရင်းနှီးပြီးတော့စိတ်ထားမုံမြတ်တန်ရှင်းကြဒုက္ခဆိုတဲ့စကားလုံးမရှိအမုန်းဆိုတဲ့စကားလုံးမရှိမာနလည်းမရှိပျော်ရွှင်ချမ်းမြေ့စွာကဘာကြီးငြိမ်းချမ်းအနှောင်အဖွဲကင်းလွတ်လပ်ခြင်းအပြည့်နဲ့မြက်ခင်းပြင်တွေပေါ်ကခုန်ခြင်းဆိုအဲသလိုကဘာကြီးမျိုးကိုကျွန်တော်တို့တိဆောက်ကြရမယ်ကလေးလေးတွေပျော်ရွှင်အာဟာရပြည့်ဝလွတ်လပ်စွာပညာသင်သူတို့အတွက်တီးသန့်ပန်းဥယျာဉ်တွေနဲ့အမျိုးသမီးတိုင်းဟာချောမောလှပသဘောကျစရာအကြီးတန်းသူတယောက်မှမရှိပြီးတော့လူတိုင်းအတွက်စေဝအရှက်ပဲအိုးယောဂဗျာဆိုတာတောင်မရှိတော့လို့မို့စေဝဆိုတာအပူပစ္စည်းတက်ပဲပေါ့ပကြီးစရာတွေအတွက်လည်းအယောင်တွေပေါ်များကျွယ်ဝအနုပညာဘာသာရပ်ကိုကျောင်းတိုင်းမှာသင်ကြားပို့ချကြပြဆရာတွေကလည်းစကလုံးတွေအများကြီးပိုင်ဆိုင်အလှတရားကိုလူတိုင်းခံစားနိုင်တစ်ပင်တွေရဲ့ထိပ်ဖျားကလေကွင်းပြင်တွေပေါ်ဖြတ်တိုက်သွားတဲ့လေဟာအိမ်ခေါင်မိုးပေါ်ကနေတဆင့်ကောင်းခင်ဘုံသို့အရောက်သွားရာလမ်းပြတဲ့တီးသွားတစ်ပုတ်ပေါ်အဲ့ဒီလိုကဘာကြီးမျိုးပိုင်ဆိုး